ညီကိုအရင်ခောက်ခောက်ဒါပေမဲ့တယောက်ကလူသက်သမားဖြစ်ပြီးနောက်တယောက်ကသူတော်စင်ဖြစ်သွားတာဘာကြောင့်လဲသိလားရှေးတုန်းကတစ်ပင်ကြီးတစ်ပင်ပေါ်မှာကျင်းညီနောင်နှစ်ကောင်ရှိခဲ့တယ်။ဒီနေ့မှာတော့ကံကြမ္မာကဖန်တီးလိုက်တဲ့လေပြင်းမုန်တိုင်းကြီးတိုက်ခတ်လိုက်တာကြောင့်ညီကိုနှစ်ယောက်ဟာမတူညီတဲ့အရက်မျက်နှာတွေကိုလွင့်စင်သွားခဲ့ရတယ်။အကိုကြီးကတော့တကိုးသားပြစခန်းထဲကိုရောက်သွားပြီးညီကြီးကတော့ရာတေးချောင်းသားကိုရောက်သွားခဲ့ပါတယ်။နှစ်အနေငယ်ကြတဲ့အခါတိုင်းပြည်ရဲ့ဘရင်မင်းကြီးဟာတောကစားထွက်ရင်လမ်းမပြီးတကိုးစခန်းသားကိုရောက်သွားတယ်။ဟောဒီမှာလူတယောက်လာပြီးသူ့စီမှာရွှေတွေပါတယ်ငွေတွေပါတယ်။ဖမ်းကြဟိတက်ကြဟိအကုန်လုံးကြမင်းကြီးဟာထိတ်လန့်တကြားနဲ့မြင်းကိုအပြင်းနှင်ပြီးထွက်ပြေးခဲ့ရတယ်။ခဏအကြာမှာတော့အေးချမ်းလာတဲ့ရတေးချောင်းတင်ခန်းလေးကိုရောက်သွားပါတယ်။အရှင်မင်းကြီးကြောက်ပါဖေဟာပင်ပန်းလာပုံရတဲ့အေးမြတဲ့ရေလေးတောက်ပြီးတစ်တီးလေးတွေသုံးဆောင်ပါဦးဖေဟာမင်းကြီးဟာအံ့ဩသွားပြီးရတေးကြီးကိုမေးမြန်းလိုက်တယ်။အရှင်ဖေဟာတကောင်ကတက်ဖို့អော်တယ်တကောင်ကပြုစုတယ်။ရုပ်ချင်းတူပေမဲ့ဘာလို့ဒီလောက်ကွာခြားရတာလဲ။မင်းကြီးသူတို့ဟာညီကိုတွေပါ။ဒါပေမဲ့တယောက်ကတခိုးတွေကြားမှာကြီးပြင်းပြီးတယောက်ကသူတော်စင်တွေကြားမှာနေခဲ့ရလို့ပါ။အပေါင်းအသင်းနဲ့ပတ်ဝန်းကျင်ကလူတယောက်ရဲ့တန်ဖိုးကိုဆုံးဖြတ်သွားတာဖြစ်ပါတယ်။